ရရုပ်ဆိုးတာပဲလှလဲမလားပဲဘလို့ကြီးလိမ့်လာတာလဲစစ်စင်ရဲ့ကျမနာမည်ဆင်ကျွေးလာတယ်။ဒီနေ့ခေါ်ရရင်စင်စင်ပေါ့။ဒီအိမ်မှာတော့အဖေဆုံးပြီးတဲ့နောက်အဖေယူလိုက်တဲ့မိတွေနဲ့ဒီသမီးမြောင်နဲ့တူတူနေရတာ မလေးငါသမီးလေးတွေကလေအရန်ချောလိုက်တာကွယ်သူများတွေနဲ့များကွာပါ ။အဖွားကြီးကအားနေစောင်းပဲပြောနေတာ။အကယ်နေဆေးရပြန်ပြီ။ဒီဝစ်တွေလည်းရှော့ပြန်ပြီ။ကဲကြည့်ခုလည်းဈေးဝယ်ခိုင်းပြန်ပြီ။အိမ်မှာ butterfly မွေးစီကုန်နေလို့တဲ့အစေး ကြားရလားမဒီဆိုင်နော်နာမည်လေးတော့မမေးလိုက်ရောက်တော့ အေးချကညာကြည့်မတူတော့လိုက်ငါကူတော့ရသွားပြီငါပြမယ်ကြည့်နေလိုက်ဒီမှာမတူတော့လေလိုက်ဆယ်ကူတော့ရသွားတယ်လိုက်ဆယ်ကူ စင်စင်ဆိုလေလိုက်ကိုကေကြော်ပြီးတော့တော့ရတယ်မတို့က floor လိုက်တာ တွေ့လားမနင်းကြောင်ပြောခံလိုက်ရပြီဟဲ့အဲ့ဒါနင်းကြောင်ဟဲ့နင်းကြောင်မမီညီကျောက်ကိုဘာကြည့်တာလဲ သမီးမှားသွားပါတယ်မေမေကျမကတော့ဒီလိုပါပဲ ချောလိုက်တာကွယ်သူများတွေနဲ့များကွာပါ အဖွားကြီးကအားနေစောင်းပဲပြောနေတာ ကြားရလားမ မမီ ။အော်ကျမဘာလုပ်ညာလဲဟလား။ကျမတို့သားမီးကိုစိတ်တော့မခတ်ပါဘူး။ပပလေးဝမ်းလို့စီထည့်တာ။ဒီတော့သားမီးတော့ငါအချောင်းကောင်းကောင်းတီးစီရ။ဟောကော်ဖီရတယ် မလေးအနာလည်းနဲ့ကော်ဖီမတောက်ချင်ဘူးသမီးရောပဲမမီ ဒါဆိုလဲစစ်စစ်ကိုပဲတိုက်လိုက်လေမမီလည်းဒီနေ့ကော်ဖီမတောက်ချင်ဘူးဖြစ်နေတာ ။သမီးဘိုင်းမစားလို့မတောက်တော့ စစ်စစ် A few moments later. စစ်စစ်အန်ဒီမာထားတာတွေလုံးဝမမေ့နဲ့နော်အန်ဒီကလေအင်ဂျီလေးဆိုရင် high class ဆန်အနက်လေးမှုေးနေမှကြိုက်တာအမြဲတမ်း high class ဆန်နေစီဖို့အန်ဒီကို butterfly rockets နော် မီကတော့အဆိုင်လေး ocean breeze မီကတော့ခရမ်းရောင်လေး redundancy အကုန်လုံးကတက်တက်စီနော်ရောမလျှော်နဲ့ဒါတွေအကုန်လုံးက premium အနက်နေကြီးပဲအန်ဒီတော့က high class ဆန်နေတတ်တဲ့အထက်တန်းစားတွေလေ
လက်စားချင်မယ်နင်တို့ငါအကြောင်းကောင်းကောင်းသိစေရမယ်ဘာဖြစ်လို့လဲနက်ခင်စောစီဘာလို့အော်နေ ဘာဖြစ်ရမလဲနင်ကအင်ဂျီကိုအနက်မကောင်းလို့ပြောရဲဆိုပြီးတော့လေအောက်တိုးတိုးအနက်ရတယ်လို့ပြောရဲဆို ဟုတ်တယ် မကြွဘူးသူပြောတာ နင်ပြောတာကိုနားနဲ့ဆက်ဆက်ကြားရဲသိရင်ကိုယ်တိုင်ပြောတာ တင်းရင်ဟဲ့တင်းရင်ထွက်ခဲ့စားတင်းရင် ရှင်းမလေးတဲ့ရင်ဘာမှရှိတော့လဲ နင်မကြွပါရှောက်ပြထားတယ် ဟဲ့ဒီဘာမှမကြောက်နဲ့ကြားတဲ့အတိုင်းပြောလိုက် စင်စင်ကပြောတယ်မကြိုးထားတဲ့အင်ကြီးတွေကအောက်တိုးတိုးနဲ့ရတယ်တဲ့ပြီးတော့အင်ကြီးတွေကအမြဲတမ်းနေတယ်တဲ့အမွေးစီလည်း3000ပေါ့ပဲပြီးတော့အပြင်သွားရင်လည်းလေအရန်ရှက်ရတယ်လို့ပြောတယ် နင်ကြားရနော်နင်ကြားရလား အငင်းမအောင်မမွေးလို့မမွေးဘူးပြောရလေမမွေးလို့ရှင်လဲစင်သုံးနေကြဘတ်တာဖလိုက်အမွေးစီသုံးဖို့เนาะဘာရောင်ကြိုက်မှမသိလို့လေခါနာစရလားဒါပေမဲ့အောက်တူတူအနေရတယ်ဆိုတဲ့စကားတော့မပြောခဲ့ဘူးเนาะအဲ့ဒါတင်းရင်မှလမ်းကြောက်လို့ပြီးချွန်းလုံးလောက်တာ နင်အခုမှဘာမှအပေါ်ရလားပြောနေတယ် နန်လေးကမွေးလိုက်တာ so lovely ရန်ကောင်းတဲ့နန်လေးတေချာနန်လေးကငါ့ရဲ့ဖူးစာရှင်ပဲမလေးအိမ်မနေရပဲအိမ်မတဲတီလေမိရွေးမလာတမီးနေအောင်ငေါ့ဒုက္ခပဲလို့ကောင်းတော့ဟယ်လိုစနိုးဝိုင်း ပြော ဟာငါ့အောင်လာခဲ့အောင်လေဟာ ဟာငါတော့ငါကားကိုဒီစနီကတလွဲလို့လို့စိတ်ခံနေရရတယ် ဟဲ့ဒီစနေတလဲလောက်တာတော့ငါလည်းသိတယ်ဟိုဒါမှငါစီလာခဲ့ပါကွာငါမှနေမရှိလို့နော် အေးလာမယ် အာ အဲ့ချင်းလေးချစ်ကလေးစီစဉ်ကဲပြောပါဦး ဒီအိမ်မှာလေမင်းချက်လဲငါပဲအဝိရှော်လဲငါပဲစမ်းတိုက်လဲငါပဲဟာဒီငါကြုံမရငါပါတကယ်ချင်းငါပါ ငါတငယ်ချင်းတွေတနာပါတယ် နော်အော်ခဏတော့ငါနဲ့တော့ဖို့အေးသွားယူလာအောင် no what သမီးလေးအန်တီကျွေးစရာရှိတယ် ရရဒီစင်စင်သွားယူနေတမီးအဲ့ဒါစားလိုက်တော့ ဟာရ တမီးကြောက်တယ်ဘာတမီးကြောက်တယ်စားလို့စားပါလို့စားပါလို့ဟာတမီးကြောက်တယ်တမီးကြောက်တယ် ကြောက်တယ်ကြောက်တယ်မင်းသမီးအရင်ကြောက်တယ် န
ဖေးအဲ့ဒီပန်ဒီသူမစားရင်တမိစားမှာပေါ့ဘာလဲနောက်ဆုံးကြည့်သေးလားနောက်ဆုံးကြည့်သေးလားမင်းသားလေးကောက်မယ်လိုက်မင်းသားလေးငါ့မိတို့တိုက်ပေးသွားရတော့သိကြပါရဲ့မင်းသားလေးကငါရဲ့ဖူးစာရှင်ပဲဒီမကြီးမင်းသားလေးစီရပါတီပွဲဖိတ်စာ ဟုတ်လားငါသမီးတွေအတွက်ပဲဖြစ်ရမယ်မင်းသားလေးက သမီးလေးလိုက်ချင်တယ်မေမေ ငါရမင်းအစင်းနဲ့ သမီးတို့အဲ့လိုမပြောရဘူးလေစစ်စင်သမီးလိုက်ချင်လိုက်ခဲ့ အဲ့ဆိုတိတ်မြင်မြင်စီစဉ်လိုက်မယ်နော်မေမမေတမီးလာတယ်မလားယင်တမီးလေတကူလုံးပွင့်အောင်လို့လေဘတာဖလိုင်းမွေးစီနေလေခဏခဏရှော့ပြီးခဏခဏဟိုမွေးစီအများကြီးတုံးထားတာမမေရဲ့ အမေတမီးရှက်တယ်သမီးရောပဲ စစ်စင်သမီးလေးသမီးကအရင်ရုပ်ဆိုးတာပဲလှလည်းမလားပဲဘလို့လိမ့်လာတာလဲစစ်စင်ရဲ့ ခဏကတော့ငါလည်းမတတ်နိုင်ဘူးဟေ့ကိုယ့်အကိုယ်သာစီစဉ်တော့ဟေ့အန်တီကဘယ်ပေါ်လာ အန်ဒီတို့မလုပ်တာနဲ့မမလောက်တော့လုပ်ပါမမကဘတ်တာဖလိုင်းနဲ့သမီးလေးလေသမီးနေတိုင်းထိတွေ့နေတဲ့အမွေးစီထုတ်လေးတဲ့ကငါသမီးလေးပေါ့ ဒါနဲ့ဘာလာလို့ ဩသမီးလေးအနိုင်ကျင့်ခံနေရတာမမကမကြည့်ရဘူးလေအဲ့တော့သမီးလေးကိုမမကကူညီပေးမယ်ကဲမတတ်ထပီပတီပပတီဘူး ဖနက်ကြီးကဘလို့ဖြစ်တာတော့ဖန်ဖနက်လည်းမဟုတ်ဘူး ဟမ်နင်းနေတိုင်းနဲ့ဖန်မနက်ကလိုချင်သေးရဲ့ကွဲပြီးလဲရှကုန်မဲ့အေးကြီးရလဲ အဲ့ဆိုဒီခုံဖနက်ကြီးကဘလို့လောက်မှာလဲဖနက်ပြောင်းပေး ဖနက်ကတော့ငါလည်းမတတ်နိုင်ဘူးဟေ့ကိုယ့်အကိုယ်သာစီစဉ်တော့ဟေ့ မင်းသားရတယ်မလည်းမသိအင်းလို့သိချင်နေပြီရော အမေရော အမေကလည်းရွာလိုက်တာ အားလုံးပဲ attention please
ဒီနေ့ကတော့မင်းသားလေးကကျင်းရတော့ရွေးချယ်အောင်ပါပဲဖြစ်ပါတယ်မင်းသားလေးကိုဖိတ်ခေါ်ပါတယ် ကျွန်တော်ပူဇာဘက်ကိုရှာတွေ့မယ်ထင်ပါတယ်ဗျအားလုံးပဲ cheers So this is love. So this9 အောင်ထိုးပြီလားမင်းသားနဲ့ကတော့မကသေးဘူးတော်မလေးစုပ်ကျုံနေငါ့ ဟာဟေးနေအောင် နေလို့မရဘူးမီးလာနေပြီထမျိုးလက်ချအောင်မရင်လက်တင်အောင်မကာဖို့ချိန်မရှိဘူးကာဖို့ချိန်မရှိ ဟေးဖနကြံခဲ့ပြီလေ အန်တီကဘယ်အပေါ်လား တွေ့ချင်းနေပြီ အမေရော အမေကလည်းရွာလိုက်တာ So this is what makes life အဲ့ဒါဘာနဲ့လဲဘာနဲ့အနက်ရကောင်းနေရောနော်ဒီလိုဟိုကဘာဟဲ့ဟိုမှာဟိုရတာ now I know. The key ဖះပြောင်းနေဘယ်ရှောက်သွား ဟုတ်ပါမမီခေါင်းကိုက်နေပြီအိတ်ကြတော့မယ် ဒီလိုနဲ့ကျမရဲ့စင်ဒရဲလာနဲ့မင်းသားနဲ့ညာမယ်စသိမ်းရောရှင် ဟောကြီးညာစရာတစ်ခုရှိပါတယ်မနေ့ကကပွဲမှာဖနက်တစ်ခုကြံခဲ့ပါတယ်အဲဖနက်လေးရဲ့ပိုင်ရှင်ကတော့မင်းသားလေးနဲ့လက်ထပ်မှာပဲဖြစ်ပါတယ် အဖက်နဲ့သမီးရပုံချလိုက်ပုံတော့ ကျမအဲ့ဖက်နဲ့ပိုင်ရှင်ကကျမ ခဏလေးနေရောအနက်အဲ့အနက်ကိုကျွန်တော်မှတ်မိနေတယ် အနက်ကငါစီရလာတာလေဟုတ်ပါ butterfly မွေးစီနဲ့လေမွေးမှာပေါ့ ဟဲ့ဒီစမနင်ကဘာလို့တော့အဲ့လောက်တော့မွေးကြိုင်နေရတယ်ပြောစမ်းပါဘာလို့ရှင့်လဲပြောစရာရှိရတာပြောစမ်းပါရှိထားလိုက်တာလေ butterfly memory garden မှာ အဲ့ပြောရင်ပြီးနေပြီပဲကောင်းမစိတ်ကူးလာရင်လေခုတော့သိပြီ butterfly memory garden ကိုသုံးပြီးတော့အစင်းအားလုံးငါရှေ့ရောက်လာစေရမယ် ဟုတ်မယ် ရှာမှာဆိုလို့ဖက်ဖက်မစီပဲခုံဖက်နဲ့စီကလာရှာနေတော့ငါလည်းမဟုတ်ပဲငါညမဖြစ်နေတယ်ကောင်းလိုက်တာရှင်